ဒါကြောင့်လည်းဒီလိုလိုဘုရားတဲ့အကြောင်းများဆောက်လုပ်ခြင်းလို့ပါဘုရားဆိုလာလျှောက်တဲ့အခါကျတော့ဒီမြို့ဝင်ကြီးဆရာတော်ပြောတယ်တကားတဲ့ကျောင်းထဲမှာတော့တန်ခါလဲနဲတယ်ကျောင်းကြီးတွေစောင့်နေရင်တော့သိမထူးမစိုးရင်တိုက်ဟောင်းကတန်ခါများတယ်အဲ့ဒီမှာတော့ပြီးတော့ကျောင်းကြီးတွေစောင့်လို့အဲ့ဒါမစိုးရင်ပြင်မကျောင်းလာကြီးတွေဒီဘက်ကဦးစင်းကသမိုင်းတွေပြန်ကြည့်တော့မြို့ဝင်ကြီးတွေမကင်းဘူးဖြစ်နေတာရောက်တော့ပြီးတော့ဒီနေ့ဒီချိန်ရောက်လာတော့လေအကြောင်းတရားကများစွာတင့်သွားတာတို့ဇွတ်တက်မိသားစုနဲ့တာမန်တော့ပဲဦးစင်းကတော့ကဲတာမန်ပြုလုပ်ငန်းတွေဆောင်ရွက်ရအောင်ဆိုတော့လည်းနဲ့ဟိုမှာလည်းဟိုမှာဦးစင်းတို့ပြန်လည်ပြီးတော့ဒကာကြီးကတာမန်ပြုလုပ်ငန်းတွေကြီးလိုက်တဲ့အခါကျတော့ဒကာကြီးကမစိုးရင်တိုက်ဟောင်းရဲ့မူလအလဲတိုက်ကြီးရဲ့အကြောင်းတကာပြီးခံလိုက်တော့ဦးစင်းကအဲ့ဒါတွေဖက်ပြီးတော့စက်တိပြင်းပြင်းထားတယ်ဒကာကြီးဒီနေ့ရဟန်းကံဘွားတွေယူလိုက်တော့လေမူလနေရာကဒါကမြို့ပင်ကြီးဆရာတော်ရဲ့ငါးရက်ရှိတဲ့နေရာဒီနေရာတိုက်ပါမှာဖြစ်တဲ့စီစဉ်တိုက်တာ။ဒါကြောင့်ကုသိုလ်ချင်းတက်ကုသိုလ်ဆက်ရအမျက်ကြံအောင်ကြိုးစားပြီးတော့ပစ္စည်းသက်တာသာသနာသုံးဖြာတုံတစ်ပါးကြုံခဲ့လာတဲ့ဒီနေ့အလူကြီးကိုလူတန်းဝင်ရပြီလို့ဝမ်းမြောက်ဝမ်းသာတာလူသုံးချိန်ခေါ်